ကမမြေပေါ်ရှိကြကုန်သောဗုဒ္ဓဘာသာဝင်အလုံးဒီကမမြေပေါ်ရှိကြကုန်သောဗုဒ္ဓဘာသာဝင်အလုံးစိတ်နှပြချမ်းသာချမ်းသာတို့ရဆန္ဒပြေဝစေသောစိတ်နှပြချမ်းသာချမ်းသာတို့ရဆန္ဒပြေဝစေသောတို့မြန်မာနိုင်ငံအတွင်းမှာဘုရားရှင်ရဲ့ဤသာသနာတော်ကိုယုံကြည်ကိုးစားတရားတရားရှိတဲ့သူအလုံးယုံကြည်ကိုးစားတရားတရားရှိတဲ့သူအလုံးစိတ်နှပြချမ်းသာချမ်းသာတို့ရဆန္ဒပြေဝစေသော